ငါးတွေကိုဘလိုင်းပေါက်လုပ်ပြီးရောင်းလို့ဝေဖန်ခံရပေမဲ့ရောင်းဝတအားကောင်းနေတဲ့ကောင်းထက်တာကတော့အနုပညာလောကမှာအရန်မင်းသားအနေနဲ့တရုတ်ဆောင်ကစိုင်းရီမွန်နဲ့တူရဲဆိုပြီးလဲနာမည်ကြီးပါတယ်လက်တလုံးမှာဆိုရင်လဲဆိုရှယ်မီဒီယာတစ်ခွင်မှာလူပြောများနေတာပါရှင်လူပြောများရတဲ့အကြောင်းရင်းကတော့ငါးတွေကိုအိတ်နှစ်ထက်နဲ့အလုံးပိတ်ကဘလိုင်းပေါက်ဘူးအဖြစ်ရောင်းတာကြောင့်ပါပဲတမဲအယုတ်တွေကိုဘူးထဲထည့်တာကအကြောင်းမဟုတ်ပေမဲ့အသက်ရှင်နေတဲ့ငါးတွေကိုဘူးထဲထည့်ထားတာမို့တိချစ်သူလေးတွေကအရန်ကိုတနာနေကြတာပါကောင်းထက်တာကတော့ဘသူတွေဘလောက်ပဲဝေဖန်သူ့ရဲ့ငါးဘလိုင်းပေါက်ကိုဆိုက်ရောင်းနေခဲ့ပါတယ်အခုဆိုရင်တော့ဝေဖန်တန်နေကြတဲ့ကနေနေတိုင်းလိုရောင်းထွက်နေကတင်းချီပြီးတော့ကိုရောင်းချနေရတာပါတပူးကို3800နဲ့ရောင်းရတယ်လို့သိရကသူ့ရဲ့ငါးဘလိုင်းပေါက်ထဲကနေတသိန်းတန်အကောင့်လေးတွေလည်းထွက်လာတယ်လို့သိရပါတယ်တကယ်တော့အခုလိုငါးဘလိုင်းပေါက်လေးကအရင်ကတည်းကအင်ဒိုနီးရှားမှာထုတ်ကြကနာမည်ကြီးနေပြီးသားပါဒါအပြင်ငါးကိုဘလို့ပြုစုရမလဲဆိုတဲ့အညွှန်းတွေလည်းပါဝင်တယ်လို့ရေကန်ထဲမှာထည့်ဖို့ဆေးအညွှန်းတွေကအစာပါဝင်ပါတယ်ရောင်းဝါတွေတအားတက်နေတဲ့ကောင်းထက်တာရဲ့ငါးဘလိုင်းပေါက်ပေါ်ပရိသတ်တို့ရောဘလို့ထင်မြင်မိလဲဆိုတာခေါမမှာပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ